လွန်ခဲ့တဲ့ဘက်ကကျွန်တော်တို့ Dream World ဘန်ကောက်ကိုရောက်ဖြစ်ခဲ့ကြပါတယ်။ဘာလေးတွေစီးပြခဲ့လဲဆိုတာကိုတော့ဗီဒီယိုလေးထဲမှာကြည့်ရှုပေးတော့ပါဦးနော်။ဒီမောလာနေတော့ပြရတော့ညောင်လေးဖြစ်ပါတယ်သူ့နာမည်အညောင်လို့ခေါ်ပါတယ်အညောင်လေးမင်္ဂလာပါလို့ပြောလားကျင်းနော်တက်တာကျွန်တော်တို့သွားခဲ့တဲ့နေ့မှာတော့ step party တစ်ခုရှိနေတာမလို့လူတွေအများကြီးလာကြတာကိုတွေ့ရမှာဖြစ်ပါတယ်ပထမဆုံးစီးပေးခဲ့တာလေးကတော့ Sky Coaster လို့ခေါ်ပါတယ်။တော်တော်လေးကိုကြောက်ဖို့ကောင်းတာမို့လို့စီးနေတဲ့လူတွေရဲ့အတန်လေးတွေကိုလည်းတစ်ချက်နားထောင်ကြည့်ပါဦးနော်။ဒုတိယစီးပေးခဲ့တာလေးကတော့ Mini Sky Train လို့ခေါ်ပါတယ်။ဘိုးပြဲထားငယ်စားလေးဖြစ်ပြီးတော့ခလေးတွေနဲ့ပိုအသင့်တော်တာမလို့တိတ်တော့ကြောက်ဖို့ကောင်းမနေပါဘူး။လာတတိယစီးပေးခဲ့တာလေးကတော့ Grand Canyon Ride လို့ခေါ်ပါတယ်။လူတန်းရှည်ကြီးကိုကျွန်တော်တို့ဒါစောင့်နေရတာဖြစ်ပါတယ်။လာပြီလေတစည်းကိုလူ၈ယောက်အနည်းဆုံးစီးရတာဖြစ်ပြီးတော့ကံကောင်းတဲ့လူတွေဆိုလို့ရှိရင်တော့6ယောက်ဒါမှမဟုတ်4ယောက်လောက်ပဲစီးရမျိုးရှိတတ်ပါတယ်တုတ်ထတစ်ခုအနေနဲ့ကတော့ easy cat လို့ခေါ်တဲ့ပြိုင်ကားအသေးလေးစမ်းမောင်းခဲ့ပါတယ်၄ခါမြောက်တိုက်ခံပြီးတဲ့နောက်မှာတော့ကျွန်တော်ကြောက်လန့်ပြီးတော့ပြန်ဆင်းလာခဲ့ပါတယ်ငါးခုမြောက်စီးပြေးခဲ့တာလေးကတော့တန်တာ bot လို့အမည်ရပါတယ်။ပေါ့ဘာထင်ပြီးတွားစီးခဲ့ပေမဲ့သူလည်းနည်းနည်းလေးတော့လန့်စရာကောင်းပါတယ်။လက်မဆောက်ရတဲ့အချိန်မှာနေ့လယ်စာအတွက်ပါထည့်ဝယ်ထားတာဆိုတော့နေ့လယ်စာကိုနေ့လယ်7ကနေ2နာရီအထိတွားစားလို့ရပါတယ်။နေ့လယ်စာပါနဲ့မပါနဲ့ရလဲတရားဝန်းကျင်ပဲကွာတာဆိုတော့နေ့လယ်စာထည့်မှရင်တော့အများကြီးပိုတန်တယ်လို့ခံစားရပါတယ်ဒီဟာလေးတွေကတော့ပြိုင်ကားမောင်းတဲ့နေရာလေးပါဒါပေမဲ့ကျွန်တော်တို့တော့ဒီပြိုင်ကားလေးမမောင်းပြခဲ့ပါဘူးလူတိုင်းအများကြီးရှည်နေရရဲ့သူ့ဘေးမှာရှိတဲ့ Black Hole Ride ဆိုတာကိုတွားစီးချင်တာဆိုတော့ကျွန်တော်တို့ပြိုင်ကားလေးကိုတော့လက်လွတ်လိုက်ပါတယ်ဒီနေရာလေးကတော့ Dream World ဘန်ကောက်ကကြောက်စရာအကောင်းဆုံးဖြစ်တဲ့ Black Hole Ride ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်။ဘယ်လောက်တောင်ကြောက်စရာကောင်းလဲဆိုရင်တော့ဒီအတန်လေးတွေကိုတစ်ချက်နားထောင်ကြည့်လိုက်ပါဦးနော်။
ဆဲအောင်ပါလေဟုတ်မလဲของด้านขวามือก็ขอบคุณมากครับสิ่งของตรวจเช็ค ဒီနေရာလေးကတော့ Torrento Rise ဆိုတဲ့နေရာလေးဖြစ်ပါတယ်တော်တော်လေးကိုကြောက်ဖို့ကောင်းပါတယ်ကျွန်တော်တို့ညောက်တော့မစီးခဲ့ပါဘူးဒီတစ်ခုကတော့ water splash လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ Hollywood show ဆိုတာလေးတွားကြည့်ဖြစ်ခဲ့ကြပါတယ်ဒါကတော့ပင်လယ်ဓမြဖြစ်ပါတယ်တရေအိမ်ဆိုတဲ့တစ်ခုကိုလည်းကျွန်တော်တို့ဝင်ခဲ့ပါသေးတယ်ကနိုးတောင်းဆိုတာလေးကိုတော့ကျွန်တော်တို့နေ့လည်ခင်းအချိန်မှာဝင်ပြခဲ့ပါတယ်ညီနောင်မမြအောင်တယ်อันนี้ก็แต่ว่าဒီတစ်ခုကတော့ယထာသေးသေးလေးလိုက်စီးပြီးတော့พีระมิดပုံစံငယ်တွေမဟာတိုင်းပုံစံငယ်တွေကိုလိုက်ကြည့်တာဖြစ်ပါတယ်။ဒါพีระมิดတွေပါရှိရဲ့။ဟုတ်လား။မကိုရမ်းမောင်းလား။ထိုင်ရ။ နောက်ဆုံးအနေနဲ့တော့ကေဘယ်ကားလေးစီးပြီးကျွန်တော်တို့ပြန်ကြတော့မှာဖြစ်ပါတယ်ဒါလည်းအောက်ကြိုင်နော်အေးပြီးပါပြီဒီမှာဒါ တနေ့ကုန်စီးပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ညနေ9:00 နာရီခွဲလောက်မှအိမ်ကိုပြန်လာခဲ့ပါတယ်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်ဆောင်ကြပါဦးမယ်နော်ဘိုင်ဘိုင်